လာပါရှင်ဒီနေ့ကတော့ day 11ပေါ့နော်17ရက်နေ့မြောက်ခဲ့ပါပြီဗီဒီယိုဖိုင်လေးတင်ပြတာဒီထဲမှာလည်းကြားပြဗီဒီယိုလေးလည်းခဏခဏတင်ပေးဦးမှာဖြစ်ပါတယ်ရှင်ရွှေစင်ကရှေ့ဗီဒီယိုတွေမှာဒါရွှေထဲမှာဆိုရင်ခဏခဏပြောခဲ့သလိုပဲ15ပဲ16ပဲကြီးပေါ့နော်16ပဲကြီး15ပဲကြီးဒါ14ပဲနှစ်ပြားကြီး14ပဲကြီးမရှိတဲ့ထဲမှာရွှေစင်က15ပဲကြီးနဲ့14ပဲနှစ်ပြားကြီးရွှေဆက်ပုံလေးကိုအကျဉ်းမြင့်အပြင်ပြောပြပြီးတော့မှပေါက်ဈေးရှာနေလေးကိုတေချာလေးရှင်းပြခဲ့ပြီးဖြစ်ပါတယ်ရှင်အခုဒီနေ့ရွှေစင်ကဒါ14ပဲကြီးပေါ့နော်14ပဲကြီးပေါက်ဈေးရှာနေနဲ့14ပဲကြီးဆက်တဲ့ဟာလေးကို14ပဲအကြီးဆက်တာလေးကိုရွှေစင်ကအကျဉ်းမြင့်ပြောပြပြီးပေါက်ဈေးရှာနေကိုတေချာရှင်းပြရင်မှဖြစ်ပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်ရွှေစင်တို့က14ပဲရီပေါက်ဈေးမရှာခင်ဒီ14ပဲရီ quality ရွှေရလာအောင်ရွှေစင်တို့ကဘယ်လိုလုပ်ရလဲဆိုလို့ရှိရင်ပေါ့နော်ဒါအကြမ်းမြင့်အပြင်ဒါအခောက်ရွှေ16ပဲရွှေစင်တို့ရွှေဆက်တဲ့နေရာမှာခဏခဏပြောထားပါတယ်ဒီချက်သားကိုအခြေခံပြီးဆက်ကြတာဖြစ်တဲ့အတွက်ဒီချက်သားမှာ16ပဲရှိတယ်ဒီ16ပဲဆိုတာ16ပဲရီကိုပြောတာတော့မဟုတ်ပါဘူးအလေးချိန်ကိုပြောတာပါပဲရီရဲ့ဒီမှာအခောက်ရွှေပေါ့နော်16ပဲရီအခောက်ရွှေအခောက်ရွှေ16ပဲเนาะတနည်းအားဖြင့်တစ်ချက်သားယူလိုက်မယ်တစ်ချက်သားယူလိုက်မယ်ပြီးလို့ရှိရင်ရွှေမဟုတ်တဲ့တခြားတထုပေါ့เนาะရွှေမဟုတ်တဲ့တခြားတထု2ပဲယူလိုက်မယ်ဒီမှာ2ပဲเนาะဒါ14ပဲယူကိုပြောနေရပါ14ပဲယူဒါရွှေဆက်နေရပါเนาะ2ပဲယူလိုက်မယ်ဒါဆိုသူတို့နှစ်ခုရောဓမမွေပြီးကြိုလိုက်မယ်ပေါ့เนาะရောဓမမွေအောင်ကြိုလိုက်မယ်ဆိုလို့ရှိရင်တော့ရွှေစင်တို့ကအလေးချိန်ဒါအလေးချိန်เนาะအလေးချိန်18ပဲရမယ်အဲ့ဒီအလေးချိန်18ပဲရလာတဲ့အတုံးကြီးဒီ14ပဲရီ quality အတုံးကြီးဖြစ်ပါတယ်ဒါဆိုရင်14ပဲရီနဲ့ဘလို့ဆက်လေးဆိုတာကိုခုလောက်ဆိုရှင်းလောက်ပြီလို့ထင်ပါတယ်အခောက်ရွှေ16ပဲတနည်းအားဖြင့်တစ်ချက်သားရွှေမဟုတ်တဲ့တစ်ချက်သားတို့2ပဲရောနှောလိုက်ခြင်းဖြင့်ဒါ14ပဲကြီး quality အတုံးကြီးကိုရရှိတာဖြစ်ပါတယ်ရှင်အလေးချိန်အနေနဲ့တော့18ပဲရရှိပါတယ်ဒါကအပြင်ဇက်ကိုပြောခြင်းဖြစ်ပါတယ်16ရဲ့အပြင်ဘက်ကိုစမှာအပြင်ဇက်ပါရှင်ကဲဒါဆိုရင်14ပဲကြီးအတုံးကြီးရပြီဆိုလို့ရှိရင်အဲ့ဒီ14ပဲကြီးအတုံးကြီးကိုကြိုက်တာလက်စွပ်ပဲလို့ငကပဲလို့လက်ဟန်ချင်းပဲလို့ပေါ့နော်ဒီပွဲသက်ပဲရဲ့ကြီးတွေပဲလို့ကြိုက်တာလို့ရပြီကဲဒါဆိုရင်14ပဲကြီး quality 3ကြီးရရရှင်ဆိုတော့14ပဲကြီးပေါက်ဈေးရှာနေလေးပြောပြရင်မှဖြစ်ပါတယ်16အစား18ဖြစ်ပါတယ်နော်16ကဘယ်ရလဲဆိုရှင်တော့ဒီချက်တောက်အခြေခံပြီးဆက်ရတာဖြစ်တဲ့အတွက်ဒီချက်တောက်မှာ16ပဲရှိတဲ့အတွက်16ပေါ့နော်ပေါက်ဈေးရှာတဲ့နေရာမှာ16အစား18ဘယ်ရလဲဆိုလို့ရှင်14ပဲကြီးဖြစ်နေလို့18ကိုသုံးတာအပြင်ဇက်မို့လို့18ကိုသုံးတာသဘောပေါက်ရလားမသိဘူးရှင်နော်အခောက်ရွှေ16ပဲနဲ့တခြားတထု2ပဲရောထားလို့18ဖြစ်တာပေါ့နော်ကဲဒါဆိုရွှေစင်တို့က14ပဲရီပေါက်ဈေးရှာခြင်းနေဆိုလို့ရှိရင်16အစား18အမြောက်အခောက်ပေါက်ဈေးဖြစ်ပါတယ်အခောက်ရွှေတစ်ချက်သားပေါက်ဈေးဒီအခောက်ရွှေတစ်ချက်သားပေါက်ဈေးဒီဘာလဲဆိုရင်နေ့စဉ်ထွက်နေတဲ့တစ်ချက်သားပေါက်ဈေးဖြစ်ပါတယ်ရှင်ကဲဒါဆိုရင်ဥပမာအနေနဲ့ပေါ့နော်ရွှေစင်တဲ့မှာ16အစား18အမြောက်အခောက်ပေါက်ဈေးကိုရွှေစင်ကဒီနားလေးမှာပေါ့နော်တွေ့ရလားရှင်ဥပမာလေးအနေနဲ့ရွှေစင်က380ဈေးလေးပေးထားတယ်ဒါဆိုလို့ရှိရင် 88သိန်းလေးပေးထားရပါတော့အဲ့တော့ရွှေစင်80နဲ့88သိန်းဈေးလေးနဲ့ဒါရှာကြည့်လိုက်မယ်ဒါဆိုလို့ရှိရင်ဘယ်လောက်ရမလဲဆိုတော့ကြည့်ရအောင်16အစား18အမြောက်88သိန်းမြင်ချင်းကဲဒါဆိုလို့ရှိရင်ဒါ14ပဲရေပေါက်ဈေးလေးဒီ88သိန်း2000နဲ့88သိန်း2000နဲ့2000နဲ့မှာ2000ပဲထားပါတော့နော်ကဲဒါဆိုလို့ရှိရင်ဒါ16အစား18အမြောက်88သိန်းကိုဒီ88သိန်းနေအခောက်တစ်ချက်သားပေါက်ဈေးပေါ့နော်အခောက်တစ်ချက်သားပေါက်ဈေးနေ့စဉ်ပေါက်နေတဲ့ဈေးကိုယူထားခြင်းဖြစ်ပါတယ်ဒါဆိုရှင်တို့အကျဉ်းချင်းသိရမှာက14ပဲရဲပေါက်ဈေးကိုပဲရှာခြင်း15ပဲရဲပေါက်ဈေးကိုပဲရှာခြင်းဘယ်နှစ်ပဲရဲပေါက်ဈေးကိုပဲရှာခြင်းနေပါသေးရှင်တို့ဒီနေ့စဉ်ထွက်နေတဲ့အခောက်တစ်ချက်သားပေါက်ဈေးကနေပြီးတော့မှမြင်ငင်းပြီးတော့ရှာရတယ်ဆိုတာလေးကိုသိထားရမှာဖြစ်ပါတယ်ရှင်ဒါဆိုရင်ဒါလေးကတော့14ပဲဈေးလေးဖြစ်ပါတယ်ပေါက်ဈေးလေးဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဥပမာဒီနေရာမှာကိုကနေပြီးတော့မှပေါ့နော်14ပဲတစ်ချက်သားဆိုလို့ရှိရင်ဒါဒီဈေးပေါ့နော်အဲ့လိုမှမဟုတ်တစ်ချက်နဲ့2ပဲဆိုလို့ရှိရင်ဒါချက်ပဲပုံနေနဲ့တွက်ပြီးတော့မှဒီဟာလေးကိုပေါက်ဈေးနေရာမှာထည့်ပြီးတွက်လိုက်ရုံပါပဲရှင်ဒါဒီ14ပဲရဲ့ quality ကိုကြိုက်တဲ့နေရာမှာတွက်လို့ရနေပါရဲ့ရှင်ကျေးဇူးအများကြီးတင်ပါတယ်